ဟုတ်ကဲ့အားလုံးကိုမင်္ဂလာပါအဲ့တော့ revolution ကပြန်လဲကြိုဆိုလိုက်ပါဗီဒီယိုကနည်းနည်းနောက်ကျမယ်အဲ့တော့ကျွန်တော်ရှေ့မှာလုပ်လေးနည်းနည်းရှိလို့ပေါ့နော်အဲ့တော့ဒီနေ့တော့ကျွန်တော်တို့ NUG MOD မြို့သားညီညွတ်ရေးအစိုးရအဝေးဝင်ကြီးဌာနရဲ့ဌာနနဲ့ဘုံနဂါတော်ဝင်နဂါတက်တော် MRDD နဲ့ဆက်ဆံရေးတွေဘယ်လိုရှိလဲတရင်လေးရင်ကိုတော့ဒီကဝေးဝင်ကြီးဌာနကနေပြီးတော့ကဝေးဝင်ကြီးဌာနတရင်ဖြစ်ကနေရက်ဆိုင်နေတော့ဘာလို့သတင်းတွေထွက်နော်ဆိုတော့အဲ့တော့အများကြီးပဲပေါ့ပြဿနာတွေကတော့အများကြီးပဲအဲ့ထဲမှာဗိုလ်တကားကိုတိုင်ထွက်ပြီးတော့ပြောရတဲ့ဗီဒီယိုကလစ်တွေတခုကျွန်တော်တို့အတူကြည့်ကြမယ်နော်ဘာပဲဖြစ်ဖြစ်တော်လိုင်းရေးမှာဗိုလ်တကားဟာအတက်တရောပါဝင်ခဲ့တယ်တာမန်ပြည်သူတောင်သူလေသမားဥယျာဉ်စိုက်ပျိုးရေးသမားတစ်ယောက်ကနေပြီးတော့တော်လိုင်းရေးခေါင်းဆောင်တစ်ယောက်အဖြစ်တက်လှမ်းလာခဲ့ကျွန်တော်တို့သူ့ရဲ့အရေးချင်းတွေသူ့ရဲ့အနစ်နာခံမှုတွေပေးဆက်မှုတွေကိုတော့အတိမတ်ပြုတ်လေးစားဆဲပါလို့ဒီနေရာနေပြောရင်သူပါပြောလဲနားထောင်ကြည့်လိုက်မိုဒီနဲ့လက်ရှိဆက်ဆံရေးအခြေအနေကိုသိချင်ပါတယ်ဆိုတဲ့စကားပါလာတဲ့အတွက်လက်ရှိဆက်ဆံရေးကိစ္စကိုတော့ကျွန်တော်ပြည်သူကိုချပြမှသိမယ်ထင်ပါတယ်ဒါကနောင်ကြရင်လည်းသိလာရမှာပေါ့နော်တချို့ကြတော့မေးတယ်ကိုနဂါတို့က NUG နဲ့မပေါင်းဘူးလားမတွဲဘူးလားနဲ့မေးနေတာရှိတယ်ကျွန်တော်တို့တွဲပါတယ်ဟို2021ကတည်းကတွဲပါတယ်အဲ့ဒီမှာလေးရင်လည်းပေးထားပြီးပါပြီဆိုတာအခုရှေ့မှာလည်းပြောပြီးပြီအခုလက်ရှိဘာဖြစ်လာလဲဆိုတော့လွန်ခဲ့တဲ့3-4ရက်လောက်ကကျွန်တော်တို့ဒီမှာဒီတရင်မှုတွေပေါ့နော်ဒီခိုင်တုံးကတရင်တွေရဲ့ crew တွေကိုစာပို့လာပါတယ် MRDA ကနေပြီးတော့ NUG အောက်မှာ MOD အောက်မှာဝန်ထားတဲ့တရင်3456ကိုထောက်ပံ့မှုတွေရက်ဆိုင်မယ်ဆိုပြီးတော့စာပို့လာပါထောက်ပံ့မှုတွေရက်ဆိုင်ကျွန်တော်တို့လည်းရုတ်တရက်ဆိုတော့အံ့ဩသွားပါတယ်ဘာဖြစ်လို့နော်အတိုင်းပြည်လုံးမှာဒါမျိုးတစ်ခါမှကျွန်တော်တို့အပြစ်လုပ်ထားတာမဟုတ်ဘဲနဲ့အဲ့လိုမျိုးထုတ်တာလည်းမကြဘူးပေါ့နော်အပြစ်ဆိုရင်လည်းတခုခုဆိုးရတဲ့အပြစ်များရှိလို့လားပေါ့နော်ကျွန်တော်တို့သူတို့ကိုပေးထားတဲ့တရင်တွေဆိုတော့ကျွန်တော်တို့လည်းအများအားစီမံခန့်ခွဲပြစ်တာမဟုတ်ဘူးထိတွေ့ပြစ်တာမဟုတ်ဘူးပေါ့နော်အခက်ခဲကြီးမားမားသူတို့ငွေကြေးလိုအပ်တယ်ဆိုမှထောက်ပံ့တာတို့ဒီမှာအဲ့လိုစစ်သုံးတိုက်ပွဲသုံးဖို့ရကားပါညာအစလို့ပေါ့အဲ့လိုအပ်တဲ့အခါရိတ်ခါလိုအပ်တဲ့အခါမှကျွန်တော်တို့ကအဲ့လိုအောက်ကထောက်ဖို့တွေနဲ့ထိတွေ့တာပဲများတော့ကျွန်တော်လည်းတိတိကျကျအပြည့်အဝမသိဘူးပေါ့နော်ဘာများအမှားရောရှိလို့လဲပေါ့ကျွန်တော်တို့ MRD ကနေပြီးတော့သူတို့ MOD ကိုပေးထားတဲ့တရင်3456ကိုအထောက်ပံ့ရက်ဆိုင်ပါတယ်လို့ပြောလာတဲ့ခါကျတော့ကျွန်တော်တို့နည်းနည်းတော့စိုးရင်သွားတာပေါ့ဒါကြီးကဘယ်လိုပြဿနာကြောင့်လဲဆိုပြီးတော့ကျွန်တော်မေးခိုင်းတယ်ပေါ့နော်ဘာလို့ရက်ဆိုင်တာလဲဆိုတော့သူတို့လည်းကျမတို့လည်းမသိပါဘူးတဲ့အထက်ကညွှန်ကြားလာလို့နော်အထက်ကညွှန်ကြားလာလို့ဒီဟာကိုဆိုင်းငံ့ရခြင်းဖြစ်ပါတယ်ပေါ့နော်ဆိုင်းငံ့ရခြင်းဖြစ်ပါတယ်ဆိုတော့ဟုတ်ပြီအထက်ကညွှန်ကြားတယ်ဆိုရင်စစ်ဒေသကလားကာကွယ်ရေးဝန်ကြီးဌာနကဆိုင်းငံ့တာလားပေါ့နော်အကြောင်းပြချက်ကဘာလဲကျွန်တော်တို့ခိုင်ခိုင်လုံလုံပေးပါပေါ့နော်ဘာလို့တောက်ပံရဆိုင်တာလဲဆိုတော့အဲ့လိုတော့ကျမတို့လည်းမသိပါဘူးတဲ့အနည်းဆုံးတော့ဘယ်အဖွဲ့ကဒါကိုညွှန်ကြားလာလဲစစ်ဒေသကလားကာကွယ်ရေးဝန်ကြီးဌာနကလားအဲ့လိုကျွန်တော်ထပ်ပြီးတော့အေးသေးချာမေးခိုင်းတဲ့အခါမှာတော့အတွင်းဝင်ရုံကအမိန့်ညွှန်ကြားလာတာပါတဲ့နော်ကာကွယ်ရေးဝန်ကြီးဌာနရဲ့အတွင်းဝင်ရုံကနေညွှန်ကြားလာတာပါဆိုတော့ဒါဆိုသိပြီဒါကာကွယ်ရေးဝန်ကြီးဌာနကပဲပေါ့နော်အဖြစ်လို့လဲမေးတဲ့အခါကျတော့သူတို့အနေနဲ့ရှင်းသွားအောင်လုပ်ပါတဲ့နော်ဒီဝန်ကြီးရဲ့ဘေးမှာအများအားရှိတဲ့ပရမာရန်စစ်ဦးစီးကကျွန်တော်တိုက်ရိုက်ဆက်သွယ်ပြီးမေးတဲ့အခါကျတော့ရှင်းသွားအောင်လုပ်ပါတဲ့ကိုနဂါတို့အနေနဲ့ MRDA လက်ရှိပြီးသားဆိုတဲ့အခါကျတော့ MRDA နဲ့အနေနဲ့ပဲရက်တည်လိုက်ပါတဲ့နော်အဲ့လိုပြောလာတဲ့အခါကျတော့ဟုတ်ပြီအဲ့ဒါဆိုရင်တော့ကျွန်တော်တို့ကအဲ့လိုမျိုးကျွန်တော်တို့ရဲ့အစိုးရအနေနဲ့ဒီလိုမျိုးပေါ့နော်ဖြစ်စေချင်တယ်ဆိုရင်လည်းကျွန်တော်တို့ကဒီလိုပုံစံနဲ့သွားမယ်ပေါ့အပြစ်တစုံတရာရှိလို့များလားဆိုတာကျွန်တော်သိချင်လို့မေးကြည့်တာအဲ့လိုကြောင့်မဟုတ်ဘူးပေါ့နော်ဒီ MRDA လက်ရှိပြီးသားဆိုတဲ့အတွက် MRDA အနေနဲ့ပဲသွားပါဆိုတော့ရတယ်ကျွန်တော်လက်ခံပါတယ်မဟုတ်ရင်လည်းကျွန်တော်တို့ကအဲ့ဒီ MOD ကိုကျွန်တော်တို့သွင်းပေးထားတဲ့တပ်ရင်း၄ရင်းမှာလက်နက်တပ်ရင်း၄ရင်းမှာလက်နက်တရားတက်ပေးထားပါတယ်ကျွန်တော်တို့ဒီ2023တလပိုင်းလောက်မှာလက်နက်တွေနဲ့ရဲဘော်တွေပြန်လာပါတယ်လက်နက်တရားတက်ပေးထားတယ်နော်ကျန်တဲ့ဒီတပ်ရင်းအသုံးစရိတ်တွေဘာတွေကတော့ကျွန်တော်တို့ကပဲအများဆုံးပေးနေရပါတယ်အဲ့ဒီအသုံးစရိတ်စီရင်လေးအခုတစ်ချက်ပေးပါအောင်နောင်ရိုးအဲ့ဒီတပ်ရင်းတွေမှာပေးထားတဲ့အသုံးစရိတ်စီရင်လေးအခုတစ်ချက်ပေးပါအဲ့ဒါလေးပါတခါတည်းပေါ့နော်ဒီမေကွန်းလိုတော့တူတူလေးပါပဲ MOD နဲ့လက်ရှိဆက်ဆံရေးဆိုတော့မေကွန်းတော့တူတူလေးပဲဒါပေမဲ့ပြောရမယ်အကြောင်းအရာကတော့နည်းနည်းများသွားပြီလို့ကျွန်တော်ထင်တယ်နော်ကျွန်တော်လည်းဒီဥစ္စာကနော် MOD ကနေပြီးတော့ကျွန်တော်တို့ဒီတရင်လေးရင်းကိုပြန်ပြီးထုတ်ပယ်လိုက်တဲ့ကိစ္စပေါ့ထောက်ပံ့ဆိုင်ကလိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ပြောတဲ့မပြောတဲ့တော့စဉ်းစားနေပါလေဒါပေမဲ့ဒါကနောက်လည်းသိမှာပဲလေဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့အလုပ်တွေလုပ်လာပြီဒါက MOD အောက်ကမဟုတ်တော့ဘူးဆိုရင်ဘာဖြစ်လို့မဟုတ်တာလဲဆိုတာနောက်ကျတော့ဖြစ်လာမှအတူကျွန်တော်တခါတည်းဖြေလိုက်တာအဲ့ဒါကြောင့်အရေးကြီးတာတွေလည်းပါလိမ့်မယ်လို့ကျွန်တော်ခဏက post တဲ့နဲ့ထဲမှာဟုတ်ညာသားတွေရှင်းနော်ညာသားတွေကအဲ့ဒီတရင်လေးရင်းကိုကျွန်တော်တို့ MOD ကနေပြီးတော့
လက်နက်တရားတက်ပေးတယ်ဒါကတော့သူတို့ကိုယ်တိုင်ကိုကဲမယ်ဆိုပြီးတော့ဒူဂျွန်လည်းထည့်ပေးလိုက်ပါတယ်နော်ဟိုဘက်ကနေပြီးတော့ဒူဂျွန်တယောက်ပါလာခဲ့တယ်ပေါ့ဒါပေမဲ့ရောက်ချင်းကျွန်တော်နဲ့တစ်ချိန်တွေ့တယ်နောက်တစ်လနှစ်လလောက်နေတော့ကျွန်တော်တို့ဒီနှစ်ပတ်လည်မှာတစ်လခွဲလောက်အနေမှာဖြစ်ပါလိမ့်မယ်ကျွန်တော်အဲ့လိုတော့မမှတ်မိတော့နှစ်ပတ်လည်ပွဲမှာကျွန်တော်တစ်ချိန်တွေ့တယ်အဲ့ဒီနှစ်ချိန်မှတွေ့ဘူးပါလေဒီတိုက်ပွဲထဲမှာတော့မြေပြင်မှာတော့ကျွန်တော်မတွေ့ဘူးပေါ့နော်အဲ့ဒီမှာအဲ့ဒီလက်နက်တရားနဲ့ပြန်ရောက်လာတဲ့ဒီကျွန်တော်တို့သတင်းတင်တဲ့အခါမှာလည်းအများအားတင်ပေးပါတယ်ခရိုင်ရင်း6ဆိုတဲ့ဟာပေါ့လက်နက်တရားနဲ့ပြန်ရောက်လာတဲ့အခါမှာဒီအမေလုံးဝစင်းပေါင်းထားတာမပါဘူးလားစင်းပေါင်းထားတဲ့သူတွေရောတလားကိုအတွက်ကိုတင်းနေရတာကိုတလားကိုသူတို့ဒီတရင်ကနေပြီးတော့ထုတ်ပေးလိုက်တာကတော့သိန်း100လို့ပြောတယ်သိန်း100လို့ပြောတယ်ဒါပေမဲ့အောက်ခြေရဲဘော်တွေကသူတို့စီဒါပေမဲ့အဲ့ဒီငွေကဒူကျွန်းစီကနေသွားတာနော်ဒူကျွန်းစီကနေသွားတာဆိုတော့ကျွန်တော်ဒီမှာရောက်လာတဲ့ဒီအထောက်ပံ့ပေါ့နော်အဲ့ရဲဘော်တွေစီရောက်လာတဲ့ဒီပမာဏကိုမေးတဲ့အခါကျတော့ကျွန်တော်ခုနလွဲသွားတယ်ရောက်တာကမနစ်က6လပိုင်းနဲ့ပြန်ရောက်တာလားဟုတ်တယ်9လပိုင်း9လပိုင်းနဲ့ပြန်ရောက်တာ9လပိုင်းနဲ့ပြန်ရောက်တာကို10လပိုင်းကနေစပြီးတော့ပေးတာပေါ့နော်အဲ့ဒီမှာတလကိုဒိန်း100ထောက်ပံ့တယ်လို့ပြောရတယ်ရဲဘော်တွေကစည်ရင်အတိအကျရောက်လောက်ထားတယ်10လပိုင်းထဲမှာ15သိန်းပဲရောက်တယ်အဲ့ဒီမှာစားနိုင်ရိတ်ခါတို့ရဲဘော်တွေရဲ့စီဘိုးပါညာကျွန်တော်တို့ကပဲတာဝန်ယူဖြည့်ရှင်းပေးရပါ17လပိုင်းမှာ28သိန်းရောက်တယ်တဲ့12လပိုင်းမှာ21သိန်းရောက်တယ်ဒီနှစ်တလပိုင်းမှာ19သိန်းရောက်တယ်2လပိုင်းမှာ21သိန်းရောက်တယ်4လပိုင်းမှာ24သိန်းရောက်တယ်5လပိုင်းမှာ18သိန်းရောက်တယ်ဒီနေ့6လပိုင်းမှာ15သိန်းရောက်တယ်9လပိုင်းမှာ29သိန်းခွဲရောက်တယ်တဲ့အခုဒီ10လပိုင်းထဲမှာသိန်း30ရောက်တယ်တဲ့တခါမှရဲဘော်တွေဒီမှာတဝက်ကြီးပြည့်အောင်မရောက်ပါဘူးဒီကိစ္စကတော့အန်ယူဂျီအတွင်းဝင်ကာကွယ်ရေးဝန်ကြီးဌာနအတွင်းဝင်ရုံးလားကာကွယ်ရေးဝန်ကြီးဌာနပဲပြောမလားဘန်နာစီမံလားဗလားကျွန်တော်မသိဘူးအဲ့တော့တလောက်ကိုသိန်း100ရောက်တယ်ပေါ့နော်ရောက်ကိုပို့တယ်ပေါ့ဖောက်ပန့်တယ်လို့စည်ရင်ထွက်တယ်မရောက်တဲ့ပတ်စံကတော့ခုနဘုံငါပြောတာကြားတဲ့အတိုင်းဒီကိစ္စတော့ NUG ကကာကွယ်ရေးဘက်ကလူတွေကရှင်းရှင်းလင်းလင်းလုပ်တင်တယ်ရှင်းရှင်းလင်းလင်းပြောတင်တယ်ပေါ့နော်ဝိလက်ကြောင်ပတ်မလုပ်ဖ ೇನೆ လေတော်လိုင်းမှာငွေကြေးတော်လိုင်းနိုင်ငံရေးမှာကငွေကြေးမင်းကလေးကိစ္စရကအရေးကြီးအဲ့တော့ NUG ကပဲဒီလောက်ပတ်စံပဲပေးသလားဒါမှအလဲမှာပျောက်သွားသလားတိတ်တရာတော့ထောက်ပံ့မယ်ထောက်ပံ့တယ်ပြောတယ်ရောက်တာကတော့အဲ့လောက်ခုနဘုံငါပြောတဲ့ပမာဏပဲဆိုတော့ဒီကိစ္စကတော့ NUG ပြန်ပြီးတော့ဖြည့်ရှင်းဖို့လိုအပ်မယ်လို့ကျွန်တော်ယူဆနော်ဆက်ကြည့်လိုက်တရင်စီမှာဒါကျွန်တော်တို့ဒီဟာတွေကိုလည်းရဲဘော်တွေအနေနဲ့တေချာသူတို့စနစ်တကျအာမခံနိုင်ပါတယ်ဆိုပြီးတော့ရဲဘော်တွေကကျွန်တော်စီကိုစည်ရင်ပေးလာတရင်3စိတ်တွေလည်းမင်းတို့ဟိုကပေးနေရတဲ့နဲ့ကျွန်တော်တို့စီကိုရဲဘော်တွေကပိုက်တန်တောင်းနေတဲ့အခါပေါ့နောက်ကလေးတွေဒီတိုက်ပွဲသွားတဲ့အခါမှာစီဘိုးတောင်းတဲ့အခါမှာမေးတဲ့အခါသူတို့တရင်အသုံးစရိတ်ကိုတခါမှသူတို့ရဲဘော်တွေပြည့်ဝမသုံးရဘူးဒါအများဆုံးရောက်တဲ့လဆိုတာဒါ28သိန်းတစ်ခါပဲရောက်တယ်ကျန်တာ15သိန်း19သိန်း20တောင်ဝေးဝင်ကြီးနော်အဲ့လိုမျိုးလေးတွေပဲရောက်တယ်တဲ့တခါမှတဝက်ကြီးတောင်ပြည့်အောင်မရောက်ရဘူးပေါ့နော်ကျွန်တော်တို့ပဲချပေးနေရတာအဲ့တော့ကျွန်တော်ပြောချင်တာကကျွန်တော်တို့ကဒီတိုင်းလဲဒါအစိုးရကိုအသိမှတ်ပြုပေးတဲ့အနေနဲ့ကျွန်တော်တို့ဒီတရင်တွေထည့်ပေးထားပေမဲ့ကျွန်တော်တို့ကိုယ့်ဟာနဲ့ကိုယ်ပဲအများကြီးစူးစမ်းပြီးတော့ကူညီပေးနေပါဒီတိုင်းလဲရင်လေးရင်းကိုတော့ MOD ကလက်နက်တရားတက်ပေးထားတယ်ပေါ့နော်ဒါပေမဲ့အခုကတော့ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ကလည်း MRD အဖြစ်နဲ့ပဲရက်တည်ပါလို့ဒါပြောလာခဲ့ပြီပေါ့နော်ပြောလာတဲ့အခါမှာတော့ကျွန်တော်တို့လူလူတွေကိုကျွန်တော်ကိုကြိုပြီးတော့အကူအညီတောင်းနေပါတယ်နော်ပို့ပြီးတော့ကျွန်တော်တို့ဒီမှာဒီတိုင်ရင်တွေအတွက်ကိုလည်းကျွန်တော်တို့ပြန်ပြီးတော့ကျွန်တော်တို့ခုသွားမယ်နော်ဒေါ်လာရေးတက်မတော်ထဲမှာပဲပြန်ပေါင်းလိုက်တော့မှာဖြစ်ပါတယ်ဒါပေမဲ့တခုတော့ရှိတယ်နော် NUG ကကျွန်တော်တို့အဲ့ဒီလက်နက်တရားတွေတော့ပြန်မတောင်းပါဘူးအခုချိန်ထိပေါ့နော်ပြန်တောင်းရင်လည်းကျွန်တော်တို့စိတ်ကူးထားတာပဲဒေါ်လာရေးပေးထိကျွန်တော်တို့ဒီလက်နက်တရားကတော့ငှားထားရမှာပဲရဲဘော်တွေလည်းဒါတင်တန်းလည်းတက်ထားတယ်သူတို့အနေနဲ့ဒါတွေနဲ့တိုက်ပွဲလည်းဝန်ထားပြီးပြီပေါ့နော်ဒီတင်တန်းဆင်းထားတဲ့ဒီတရင်လေးရင်အတွက်ဒီလက်နက်တရားကိုတော့တကယ်လို့ပြန်သူတို့လည်းပြန်တော့မတောင်းပါဘူးအခုချိန်ထိပြန်တောင်းလာခဲ့ရင်လည်းကျွန်တော်တို့ဝန်ကြီးကိုကောင်းကောင်းမွန်မွန်ပြောပြီးတော့ဒီလက်နက်ကိုတော့ငှားထားဖို့ကျွန်တော်စိတ်ကူးထားတာရှိနော်အဲ့ဒီမှာကတော့ဒါလက်ရှိအခြေအနေပေါ့နော်ကျွန်တော်တို့ဘာပဲဖြစ်ဖြစ်ကိုအစိုးရနဲ့ဒါ
ပူပေါင်းပြီးတော့ရှေ့မှာသွားမယ်ဒုနဲ့တိုင်းမဲ့စီအခြေအနေတွေမှာလည်းပူပေါင်းလှုပ်ဆောင်ဖို့ကတော့ဒါဝန်ကြီးဌာနနဲ့အဲ့ဒီနေရာပဲတခါတည်းပြောလိုက်ပါတယ်သူတို့ကလည်းပြောတယ်ကိုယ်ကတော့ဒီ MRDA နဲ့ပဲရှင်းရှင်းလင်းလင်းရက်တည်လိုက်ပါတယ်ဒါပေမဲ့ဒီစီရေးကိစ္စတွေပူပေါင်းဆောင်ရွက်တဲ့အားတွေလုပ်ဖို့တော့ဝန်ကြီးနဲ့ကိုယ်ကတော့နဲ့တည်တံ့ရှေ့မှာဆွေးနွေးတာတွေလုပ်ပြီးတော့သွားရအောင်ပါဆိုတော့ရှေ့မှာတော့ဒါကောင်းမွန်တဲ့ဆက်ဆံရေးဆိုတာတက်ကိုကျွန်တော်တို့ထိတွေ့ဆောင်ရွက်မှုတွေရှိလာမယ်လို့တော့မျှော်လင့်ရပါတယ်သူတို့အနေနဲ့လည်းဒါလိုလားပဲဒါကိုလက်ခံကြိုးဆိုပြီးတော့ပိတ်ကြသွားတာရှိတယ်အချိန်နေရက်တွေတော့နောက်မှပြန်ရွေးမယ်ပေါ့နော်မကြတော့ဒီကျွန်တော်တို့နိုင်ငံလုံးတို့နဲ့တိုင်းမဲ့အနေအထားတွေမှာပူးပေါင်းဆောင်ရွက်ဖို့နော်ဒီသူတို့အနေနဲ့အတိမတ်ပြုဖိတ်ခေါ်သွားတာတော့ရှိပါတယ်ပေါ့နော်ဟုတ်ပြီအဲ့ဒါကတော့လက်ရှိ MOD နဲ့ဆက်ဆံရေးပါနော်ဒါကမေကွန်းရှင်ကတော့ NUG ကိုမေးထားတဲ့အပိုင်းပါပဲမယ်လို့ကျွန်တော်မေးတဲ့အပိုင်းတော့ပဲကျွန်တော်ဖြေလို့ရမှာပါနော်အဲ့တော့ကျွန်တော်ပြောချင်တာကလေဘိုးနဂါးကိုလည်းပြောချင်တယ် NUG ကိုလည်းကျွန်တော်ပြောချင်ဆိုတော့ကျွန်တော်ပြောစကားကိုလေးမထားလဲမထားနဲ့ဝဲနော်ဆိုတော့ကျွန်တော်တို့ဒေါ်လာရေးတရက်ဆိုတာကစုစည်းကြစ်လက်ဆိုတာဆောင်ရွက်ကြရအောင်နော်အဲ့တော့ NUG အနေနဲ့ကလည်းဘီရိုကရက်ဆန်တဲ့ကျိုးနီစနစ်တွေနဲ့ဝင်ကြီးဌာနတွေနဲ့ဒီရှုပ်လက်ရှက်ခတ်တဲ့အခြေအနေတွေကိုအတက်နိုင်ဆုံး short ချပြီးတော့စီယုံရေးတော်လိုင်းနိုင်ငံရေးဆိုတာစီယုံရေးအသက်နိုင်ငံရေးမှာပဲဖြစ်တော်လိုင်းရေးမှာဖြစ်စီယုံရေးကအသက်ဖြစ်တဲ့အတွက်ကောင်းမွန်ပြီးသားရှိပြီးသားဆက်ဆံရေးတွေကိုပို့ပြီးကောင်းမွန်တိဆောက်ဖြစ်ကြတယ်နိုင်ငံရေးမှာစကားတစ်ခုရှိတယ်မိတ်ဆွေကိုရန်သူဖြစ်အောင်လုပ်နော်ရပါမဟုတ်ဆိုရန်သူကိုမိတ်ဆွေဖြစ်အောင်လုပ်ကြမယ်ဆရာကြီးတကုံတာရပြောခဲ့တာကျွန်တော် sorry နော်မိတ်ဆွေကိုရန်သူဖြစ်အောင်လုပ်ကြကျွန်တော်ထပ်ပြီးတော့ဗောနော်ကိုရဲဘော်တွေကိုတော်လိုင်းကာလာဆိုတော့ရှုပ်ထွေးနေတဲ့မိခိုးရောင်ကာလာဆိုတော့ရန်သူကိုမိတ်ဆွေဖြစ်အောင်လုပ်ကြမှာဖြစ်တယ်လို့ NUG ရဲ့မိတ်ဆွေကိုလည်းရန်သူမဖြစ်စေအဓိကတော့ NUG တို့ကာကွယ်ရေးဝန်ကြီးတို့ဆိုတဲ့ဒီပြပတွေပါရောက်နေတဲ့လူတွေထက်ဒီခါးလေလေဘယ်ကခရိုင်တို့တိုင်းတို့ဘာလို့ဗောဗျာသူတို့အဆင့်တွေကရှုပ်ချက်ခက်တာပကဖာတို့ပါဖာအဲ့ဒါတွေကနေပြီးတော့စီယုံရေးအမြင်နဲ့ဆက်သွားဖို့လိုပါလိမ့်မယ်ကျွန်တော်ခဏပြောပါတယ်ကျွန်တော်ဒါအပြုတ်သဘောပြောတာပါကျွန်တော်တို့ကိုယ်တိုင်ကလည်းတော်လိုင်းရေးကိုရှေ့ရှုပြီးတော့ကျွန်တော်တို့ဆောင်ရွက်နေကြတာတက်နိုင်တဲ့ဘက်ကပါပဲအများကြီးတနက်ကန်ကျွန်တော်က YouTube ပြောတယ်နော်ဒီလောက်ပဲတည်ထားတာကောင်းပါတယ်နောက်ဒီလောက်ပဲတည်စီချင်ပါအဲ့တော့ဒါကြောင့်မို့ပဲကျွန်တော်တို့ခုနဒီဗီဒီယိုဖိုင်ကို NUG ပို့ပေးပါဦးဗျာနော်အဲ့လိုပဲ NUG ကလူကြီးမင်းများစီကိုရောက်အောင်ပို့ပေးကြပါလူကြီးမင်းများကလည်းတကယ်လို့မှကြောင်ရမ်းပြီးတော့ YouTube ဘာညာပို့ရင်လည်းနားထောင်ပြီးခဲ့ရင်လည်းနည်းနည်းနားထောင်ပြီးတော့